Hello everyone မတွေ့တာလေးကြရင်နော်ခုတစ်ခေါက်တင်ဆက်ပေးတော့မှာတော့အရင်ကထွက်ရှိခဲ့တဲ့ Fallout New Vegas ဆိုတဲ့ game ထဲမှာပါတယ်မြေရောက်ခန်း Fallout 11အကြောင်းပဲဖြစ်ပါတယ်ဒီ Fallout Universe ရဲ့အစပိုင်း story ကတော့2မျိုးရှိပါတယ်စထွက်တဲ့ game ထဲမှာ Great War အတွင်းမှာ bioweapon တွေကို US ကသုံးတာအကြောင်း China ကနေပြန်ပြီးတော့ nuclear ကျဲတယ်လူတွေကဒါကြောင့် nuclear ခိုလုံတဲ့မြေရောက်ခန်းတွေထဲမှာနေထိုင်သွားရတာပါFallout က Netflix series ထဲထွက်ထားပါသေးတယ်ဒီထဲမှာတော့ Vortex ဆိုတဲ့ခုမြေရောက်ခန်းတွေကိုဖန်တီးတဲ့ကုမ္ပဏီကကဘာအသစ်တည်ဆောက်ဖို့နဲ့လူတွေကိုစမ်းသပ်ဖို့အတွက်ကိုယ့်ဘက်ကိုပြန်ပြီး nuclear ကျဲပြီးတော့ခုကဘာကြီးကိုဖြစ်လာအောင်တည်ဆောက်ထားတာပဲဖြစ်တယ်ဒီထဲမှာ Vault 11 Sacrifice or Everyone Die ဆိုတဲ့ဒါ Vault 11အကြောင်းပြောပြပေးတော့မှာပေါ့နော်တနေ့စီမှာဒီ New Year ခိုလုံတဲ့မြေရောက်ခန်းတွေကလူတယောက်ကိုစတေးပေးရမယ်မစတေးရင်အားလုံးသိမယ်ဆိုတဲ့မြေရောက်ခန်းရဲ့စမ်းသပ်မှုတွေအကြောင်းနဲ့ဖြစ်ရတွေကိုရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်အကယ်လို့ကြီးညာလေးထည့်သွင်းချင်တာပဲဖြစ်ဖြစ်ကို page ရဲ့ business အတွက် content writer လိုအပ်တာပဲဖြစ်ဖြစ်ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ profile အောက်ကဖုန်းနံပါတ်လေးနဲ့ Viber ကနေလာရောက်ပြီးတော့ဆက်သွယ်နိုင်ပါတယ်ဗျ။ကဲဒါဆိုရင်စလိုက်ရအောင် Fallout 11 Sacrifice or Die Fallout Universe ရဲ့ nuclear ရဲ့စစ်ပွဲအပြီးမှာ nuclear ရဲ့ရန်အနေကာကွယ်ဖို့အတွက် Fallout 11မြေရောက်ခန်းတွေကိုလူတွေကိုခိုလုံစေဖို့အတွက်စက်ကြီးကိုတေချာပိတ်ပြီးတဲ့အခါမှာ Fallout 11ရဲ့ overseer ရှေ့ကိုထွက်ပြီးတော့ announcement တစ်ခုပြုလုပ်ခဲ့တယ်ဒီ announcement ကတော့သူတို့ထဲကတယောက်ကို Fallout ရဲ့ mainframe စိတ်ချတဲ့အောင်အတွက်နေ့တိုင်းမှာစတေးပြီးတော့ sacrifice လုပ်ရမယ်ဆိုတာပါပဲခုချိန်ညာမှုကအများစုကိုဒေါသတွေထွက်သွားစေတယ်ဒီပေါ့သူတို့လည်းပါမန်မသိတဲ့ကိစ္စတစ်ခုအတွက်နဲ့နေ့တိုင်းမှာတယောက်စီကတည်ပေးရမယ်ဒီလိုမှမဟုတ်ဘူးဆိုရင်သူတို့အားလုံးသိမယ်ဆိုတဲ့ကြီးညာမှုကြီးအတိတ်ပဲမရှိဘူးလေဒီလိုနဲ့ Vault မှာရှိတဲ့သူတွေက overseer ရဲ့စကားတွေအမိန့်တွေကိုနားမထောင်တော့ဘဲနဲ့သူတို့ဘာသာ take control လုပ်လိုက်ကြတယ် overseer ကသူမသိလိုက်ခင်မှာပဲသူကပထမဦးဆုံး sacrifice လုပ်ဖို့အတွက် Vault dweller တွေရဲ့မျက်စိကျစရာအကောင်းဆုံးသူဖြစ်လာခဲ့တယ်Vault dweller တွေက overseer ရဲ့ရုံးခန်းကိုဖောက်တယ်သူ့ကိုခေါ်ပြီးတော့ sacrifice လုပ်မဲ့အခန်းစီကိုခေါ်လာခဲ့ကြတယ် overseer ကတော့သူ့ကိုတက်ခတ်နေတဲ့အချိန်မှာညင်းတာပေါ့ဘာလို့ဆိုသူက overseer လေသူကထိတ်ဆုံးမှနေပြီးတော့သူကပဲဘယ်သူတင်ရမယ်ဘယ်သူရှင်းရမယ်ဆိုတော့ရွေးချယ်ပြီးတော့တက်တန်းရှည်ရှည်နေသွားမယ်သူမျိုးဖြစ်တယ်ဒါပေမဲ့လူတော်တော်များများကတော့ဒီလိုလုပ်ရက်ကိုလက်မခံခဲ့ကြပဲနဲ့မြားဦးကသူ့ဘက်ကိုလှည့်လာခဲ့ကြပါတယ်ဒီလိုနဲ့ sacrifice chamber ကိုဖွင့်ဖို့အတွက် overseer ရုံးခန်းထဲကကွန်ပျူတာက password ကိုလူတွေကစတင်ပြီးတော့ခံမှန်းလာကြတယ် overseer ကလည်းခုလိုဖြစ်ရမျိုးတွေကိုကြိုတင်ပြီးတော့မတွေးတော့အောင်ကြောင့် basic ဖြစ်တဲ့ password ကိုပဲထားထားတယ်သူ့ရဲ့ main နာမည် Betty ပဲဖြစ်ပါတယ်ကဲညီကိုတို့ဒီမှာတော့အသိပညာပေးတဲ့အနေနဲ့ကိုယ့်ရဲ့ main နာမည်ကို password အနေနဲ့တုံးတအောင်အရေးကြီးတဲ့ကိစ္စတွေမှမထားကြပါနဲ့overseer ကတော့သူတည်ရမယ့်အခန်းကြီးတကားပွင့်လာတဲ့အချိန်မှာကလေးတယောက်လိုမျိုးယူပြီးတော့ဖြစ်နေခဲ့တယ်။ဒါပေမဲ့ဘယ်သူမှသူ့ရဲ့တောင်းပန်ခြင်းတွေလက်ထိုးခြင်းတွေကိုနားထောင်ခဲ့ခြင်းမရှိပါဘူး။သူ့ကို sacrifice ချိန်မှာရှိတဲ့စီကိုလေကားကနေတစင်အတင်းတွန်းမှုခဲ့ကြပြီးတော့ဒီငိုယိုတန်တွေကတဖြည်းဖြည်း sacrifice ချိန်မှာထဲမှာပဲပြောက်ကွယ်သွားတယ်။ဒီလိုနဲ့ overseer ရဲ့ position ကလည်းလွတ်သွားတယ်။ပြီးတော့နောက်ထပ် sacrifice လုပ်ဖို့လူကလည်းလိုတာတဲ့အတွက်ကြောင့် Vault dweller တွေကငှက်တကောင်ကိုကဲတလုံးနဲ့ပြစ်တဲ့အနေနဲ့ overseer တိုင်းကိုနှစ်တိုင်းမှာ voting ပေးပြီးတော့ sacrifice လုပ်မယ်ဆိုတဲ့စီမီယာစတင်ထွက်ပေါ်လာခဲ့တယ်။ voting ကိုတော့ ombudsman လို့ခေါ်တဲ့ဗတ်မလိုက်တဲ့သူစီမှာမေးပေးပြီးတော့ဒီလူကနေတဆင့် overseer ရဲ့ယာရုနဲ့ပေါင်းအောင် Vault 11ရဲ့ပြည်သူတွေရှိမှပြန်လည်ကြီးညာပေးတယ်ဒီလိုနဲ့ပထမဦးဆုံး sacrifice လုပ်အပြီးမကြာခင်မှာပဲလူတွေကလူရည်အတွက်များခြင်းကပို့ပြီးတော့အင်အားတောင့်တင်းနေဆိုတာကိုသိရှိလာတယ်။ခုလိုသိလာပြီးတော့အဖွဲ့တွေဖွဲ့ရင် blog တစ်ခုစီအလိုက်နေလာတယ်။အုံနောက်တစ်ခုတည်းရှိတယ်ပြီးတော့စိတ်တွေလိုတော်ဝါတွေဖြစ်လာကြတာပေါ့။ဒီ blog တွေကမှတစ်စင်းတနေ့မှာဘယ်သူတည်တင်လဲဆိုတာကိုရွေးချယ်ကြရတယ်သူတို့ရဲ့ပြိုင်ဘက် blog ဖြစ်ဖြစ်သူတို့ကြည့်နေရတဲ့သူဖြစ်ဖြစ်ရွေးချယ်ပြီးတော့ကိုယ့်နေရာကိုပါဝါရဖို့အတွက်စီစဉ်တက်ဖြစ်ကြတဲ့ပုံစံမျိုးပေါ့ဒီထက်မှာအင်အားတောင်ဆုံး blog ကတော့ justice blog ဆိုတဲ့အဖွဲ့ပဲဖြစ်တယ်သူတို့ကသူတို့ရဲ့များပြားလာတဲ့လူကြီးတွေနဲ့ဒါမှမဟုတ်သူတို့ရဲ့တာဝန်ရာထူးတွေကိုပြပြီးတော့သူတို့ blog ကိုပုံလို့မခံရအောင်ကြိုးစားတဲ့နေရာမှာအရင်ကောင်းတဲ့အဖွဲ့တစ်ဖွဲ့လည်းဖြစ်တယ်အကယ်၍သူတို့ထဲကတယောက်ကိုမျက်စိကျနေရင်တော့သူတို့ကဟောပြောပွဲတွေလုပ်ပြီးတော့သူတို့ဘာလို့မရွေးချယ်သင်ကြအောင်သူတို့ရဲ့တာသမီတွေကိုပန်းပြတဲ့နည်းနဲ့ပဲဖြစ်ဖြစ်ဗုဒ္ဓတွေရဲ့စိတ်ကိုရင်းရနေအောင်လုပ်နိုင်ကြပြီးတော့သူတို့အပြင်တခြားဘသူတွေကိုပို့ရမယ်ဆိုပြီးတော့လမ်းညွှန်မှုတွေပါပြုလုပ်ကြတယ်
တနေ့မှာတော့ Nathan Stone ဆိုတဲ့သူက overseer ဖြစ်နိုင်ခြေအများဆုံးသူဖြစ် Justice Pelosi ကနေသတင်းတွေစတင်ထွက်ပေါ်လာခဲ့တယ်။ဒီလိုသတင်းထွက်ပေါ်လာတဲ့အရာကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ဘာလို့ဆိုအနေနဲ့အများ Justice Pelosi ရွေးခဲ့ပြီဆိုလို့ရှိရင်ဒီလူက overseer ဖြစ်ပြီးတော့ sacrifice လုပ်ခံရတာများတယ်။ Nathan အခုလိုမျိုးရွေးချက်ခံရတာသူကညာဘက်ဒီမှာ Justice Pelosi လူတွေနဲ့ပူပန်ဆော့ပြီးတော့သူတို့ထက်ခဏနိုင်နေလို့ပဲဖြစ်တယ်။ဒီဘက်ကလိန်နာတို့ဖဲခိုးတာမျိုးတော့မရှိပါဘူး။ simply Justice Pelosi လူတွေထက်ပိုပြီးတော့ဆော့တာတော်နေတာကြောင့်အမြင်ကပ်ပြီးတော့ခုလိုလုပ်ခံရတာမျိုးပေါ့နော်ဒီသတင်းကိုကြားတဲ့နေ့ရက်မိန်းမတော့ Justice Pelosi ကိုသွားပြီးတော့နိုင်ခဲ့တဲ့ပတ်စံတွေကိုပြန်ပေးပြီးတော့ခုကိစ္စတွေကိုပုံမိပြီးတော့သူတို့အေးအေးဆေးဆေးနေသွားနိုင်မလားသူများတစ်ခုလုပ်ပေးနိုင်မလားရှိမလားဆိုပြီးတော့ကြိုးစားခဲ့တယ်ဒါပေမဲ့ Justice Pelosi ရဲ့ leader ဖြစ်တဲ့ Roy Cotty ကတော့ပတ်စံနေမလို့ခြင်းပဲနဲ့ပိုနှာဘူးကြတဲ့နီးနဲ့နေ့ရက်မိန်းမ Catherine ကို sexual favor အနေနဲ့ပြန်ပေးဆက်ခိုင်းဖို့တောင်းဆိုတယ်ပြီးတော့ခုတောင်းဆိုမှုကသူတယောက်တည်းအတွက်လည်းမဟုတ်ပြန်ဘူး Justice Pelosi ရဲ့member အများစုနဲ့ဂန်ဘန်းပုံစံမျိုးလုပ်ခိုင်းတာမျိုးပေါ့နော်တော်တော်ယုံမှအိုင်နေပါ Catherine ကလည်းသူ့ရဲ့ယောက်ျားကိုချစ်ပြီးတော့အသက်ခံရမှာဆိုတာကြောင့်ခုကိစ္စကိုမလုပ်ချင်မဲနဲ့တစ်လလုံးနီးပါးသူကလုပ်ခဲ့တယ်ကဲအမျိုးသမီးသစ္စင်တာမြတ်ပါတယ်ဆိုလို့ရှိရင်မှာချင်တာကတော့ကိုဘလောက်ချစ်ချစ်ကျွန်တော်ယောက်ျားရဲ့အတွက်အဲ့လောက်ကြီးမပေးဆက်ကြပါနဲ့တကယ်ပါမတန်လို့ပါရွေးကောက်ပွဲနီးလာတဲ့အချိန်ထိကက်သရင်းကခုလိုကြမ်းကြုတ်တဲ့ကိစ္စတွေကိုခန်းစားနေရတော့မှာပဲဒါပေမဲ့ Roy နဲ့တခြား member တွေကတော့ခုထိစိတ်ထားပြောင်းလဲခြင်းမရှိပဲနဲ့နေကပဲ leading candidate အဖြစ်နိုင်ခြေအများဆုံးသူပဲဖြစ်နေခဲ့တယ်ဒီလိုနဲ့ကက်သရင်းက desperate လည်းဖြစ်ပြီးတော့မတရားလေးပေါက်ကွဲရပေါ့သူ့ကိုခုလိုငရဲရင်းနဲ့ကိုဖြတ်တန်းခိုင်းပြီးတော့နေကိုပဲဆက်ပြီးတော့ voting လုပ်မယ်ဆိုတာကတော့လွန်တာပေါ့နော်အဲ့ဒါနဲ့ Catherine ကစပြီးတော့ Justice Pelosi member တွေကို stalking နေလုပ်ပြီးတော့သူအခွင့်အရေးရရင်ရတယ်လို့ဓာတ်နဲ့ထိုးတဲ့နည်းနဲ့ပဲဖြစ်ဖြစ်တုံးနဲ့ရိုက်တဲ့နည်းနဲ့ပဲဖြစ်ဖြစ်လက်ပင်ကိုကျိုးနဲ့ညှစ်ပြီးတော့ပဲဖြစ်ဖြစ်အမျိုးသောနည်းတွေနဲ့သူကတယောက်ပြီးတယောက်ရှင်းပြခဲ့တယ်အဲ့ဒါနဲ့ Humanity Dignity Blog ရဲ့ခေါင်းဆောင် Terry Hall ကနေရွေးကောက်ပွဲရက်ကိုရွှေ့ပြောင်းပြီးတော့ခုလိုဖြစ်နေတဲ့တပ်ဖြတ်မှုကိုအရင်ပေါ်ထုတ်မယ်ပြီးရင်လူသက်သမားကို overseer အဖြစ်တင်မြှောက်ပြီးတော့သူ့ကိုပဲ sacrifice လုပ်မယ်လို့ကြေညာခဲ့တယ်ဒီလိုလုပ်တာကက်သရင်းအတွက်တခြားမျှော်လင့်ချက်တစ်ခုရခဲ့ပါတယ်သူ့ရဲ့မူလ plan က Justice Pelosi တစ်ခုလုံးတက်ဖို့တာပဲဖြစ်တယ်ခုတော့သူမှခန်းစားခဲ့ရတယ်လို့တခြားသူတွေကမခန်းစားရအောင်သူလုပ်နိုင်မဲ့တခြားနည်းလမ်းအောင်လုပ်ခဲ့ပါတယ်ဒီလိုနဲ့ကက်သရင်းက Garrett Miles ဆိုတဲ့ Wolf ရဲ့ရှေ့နေစီမှာဝန်ခံပြီးတော့သူ့ကိုယ်သူ overseer နဲ့ sacrifice လုပ်ခံရမယ်နည်းလမ်းကိုရွေးချယ်ခဲ့တယ်ခုလိုနဲ့ကက်သရင်းက overseer ဖြစ်သွားတဲ့အခါမှာ voting ပေးတဲ့ system အရင်ပျက်စီးနေပြီဖြစ်တာကြောင့် computer ကနေပဲ random ချတဲ့ number ကိုယူပြီးတော့ random ပဲနောက်တက်ရမယ့် overseer ကိုရွေးချယ်မှုပြုလုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်။ main night တလို့ထိပေါက်တလို့မျိုးပေါ့ခုလိုလုပ်တာ Justice Pelosi တခုတည်းကပဲ challenge နေတာမျိုးတွေမရှိတော့မှာကြောင့်တခြား blog တွေကလည်းခုလိုနည်းလမ်းကိုလက်ခံပြီးတော့သဘောတူခဲ့တယ်။ဒီနည်းလမ်းကိုကြောက်ချီးပန်းသွားတဲ့ Roy ရဲ့အတန်နဲ့သူ့ရဲ့အကြံဉာဏ်စိုးတွေကိုတော့နားထောင်ကြည့်လိုက်ကြပါအောင်ပရိသတ်တို့ Do this. It's done. We're done. Nothing's done. She's got the authority. The only thing she can't do is change her own fate. Nothing says she can't change the selection process for future overseers. I say she can't. You shouldn't have toyed with her like that, Roy. We still have the majority. We don't vote for anything anymore. I'm not talking about voting. What then? You want to have a sit-in? A hunger strike? Not exactly. Maybe march into her office with torches and pitchforks? Yes. Come on. I mean it. What? Start a revolution? Laws don't outlast their governments. Roy, all we have to do is wait until someone from Justice Block gets picked for overseer. Then we have them change the law back. There won't be any blocks after the new overseer is picked tomorrow. Everyone's going to move on. By the time we've reformed, who knows if we'll still be in the majority? We can hold the block together. You don't know that. Besides, what if the computer picks you? What if it picks me? And your solution is to start shooting? Not if we don't have to. Look, we arm up. We go to the lower floors, take some strategic targets. Power, food, water. Just until she turns authority over to us. The other blocks won't support it. They're tired of us having the power. We have the majority. We don't need them. This isn't a vote, Roy. They'll fight back. They've never had the nerve. Hell of a way to test it.